ဟာနာနာဘာဝတွေတကယ်ရှိတယ်ကွာလာဖို့စားသွားကြပြီအဲ့ဒီမှာဖိုးလုံးတစ်ကောင်ကဟဲ့ဟောင်းလေပြေးမလားပြေးမလားပြေးမလားသူတယောက်တည်းချွန်ထွက်ပြီးတော့လည်းမပြေးရဲဒီနားလဲဆက်ပြီးမနေဝန်းတုံတုံကြီးနဲ့အော်ရှာတယ်လေဘင်းကလည်းဗရီးတခိုင်ခိုင်နဲ့အဲ့ဒီမှာခင်းထွေးရဟေ့နေဟုတ်ကွာဒါတော့ခွေးအနှမ်းရလို့ရက်ထုတ်တာမဖြစ်နိုင်ဘူးလားအဲ့ဒီမှာမောင်ဦးကလက်နဲ့စိတ်ကိုသတိနဲ့ထိန်းလိုက်ပြီးတော့ခွေးလည်းဖြစ်နိုင်တယ်လာအနီးကသွားကြည့်အောင်ပြောဆိုလက်ထဲကငါပြောရွက်တွေကိုဘေးကိုပစ်ချကြတယ်မောင်ဦးကဥဆောင်ကအိမ်တွေထိန်းပြီးတော့တလန့်ချင်းတိုးသွားတယ်လက်ထဲတော့ဓာတ်တွေပါပါစီတော့သတိတော်ကြတောကောင်ဆိုရင်အသင့်ဖြစ်အောင်လို့ဒီတစ်ခါတော့ဖုန်းကြောင်းသားတစ်ယောက်လဲဖုန်းလုံးအနားမှာမျက်နှာငယ်နဲ့တလန့်ချင်းလှမ်းလို့ဟိုက်အသားတွေစားမသွားဘူးကတူပဲတူသွားတာငါတို့ပြန်လာတာစောသွားလို့ဖြစ်လိုက်မယ်တောကောင်တကောင်ဖြစ်လိုက်မယ်ဆိုပြီးခင်ထွေးကဝင်သုံးသက်တယ်မောင်ဦးကတော့မတိမတာပြင်းပပတ်လဲသားကောင်ချေရကိုရှာကြည့်တယ်အကဲခတ်တယ်စိုးရင်စိတ်အနှဲငယ်မြင့်တက်လာတယ်ဘာချေရမှမတွေ့ဘူးကျင်းနေကအသားတွေနှိုက်ထုတ်သွားတာကလည်းအမှန်ကျန်သူတွေကတော့ချေရကိုရှာဖို့သတိမထားမိကြဘူးအဲ့မှာမောင်ဦးစိတ်ထဲကဖြစ်ပါတယ်လေငါယောက်ျားပဲဘာကြောက်စရာရှိလဲလူမင်းဖုန်ကြီးနာမည်မရှင်တာတဲ့ကွာဒီပွဲနောက်ဆုံးလို့မဖြစ်ဘူးငါရှုံးလို့မဖြစ်ဘူးဒါလူမရှိလို့လာတူးရဲတာဒီလိုလုံမရှိလို့လာတူးရဆိုကြတဲ့ကဒီကောင်လူကြောက်ပုံရတယ်ဟန်ကြတာပဲငါရှိနေတော့ဒီကောင်မလာရဲတော့ဘူးမောင်ဦးကွာမောင်ဦးတော့ဦးပဲရှိတယ်စိတ်ထဲရည်ရွတ်လေအသားတွေသာပါမသွားတယ်တွင်းနေရောတွင်းမြေရောပွားပလဲလို့သဲတွေလည်းပေကုန်ပြီပြန်ကောက်ကဲမောင်ဦးဘလို့လဲရွာပြန်ကြမလားမင်းကိုအရှုံးပေးခိုင်းတာမဟုတ်ဘူးနော်ပွဲဖြတ်ပြီးတော့ပြန်ကြမှာအေးပြန်လာပေါ့ကွာမနေ့ကျတော့ပြန်ခဲ့မယ်မင်းတို့သာရွာပြန်ကြငါအတွက်စိတ်ချဟာဒီတမရီစိတ်တယ်ပဲဟိဒီကောင်ကလည်းတော်ကြသေးရမလားပဲတောကောင်စားဖြစ်နေမဆိုလို့ဟိပြောမရလဲနေကွာညလည်းနဲ့နေပြီလလည်းထိန်ထိန်သားလို့ငါတို့ပြန်တော့မယ်ဟဲ့အောင်လေမင်းတို့ရောဒီမှာအိပ်မလို့လား၄ယောက်လုံးအိပ်မယ်ဆိုရင်တော့လောင်းကြီးပြောင်းမယ်နော်အဲ့လိုတော့ဘယ်ဖြစ်မလဲကွာကဲပြန်ကြတော့ငါအသားတွေပြန်တီးရအောင်မယ်အပင်လည်းချိတ်ရအောင်မယ်မနဲ့တွေ့ကြပဲကွာဖိုးလုံးခင်းထွေးမနဲ့ကြရင်ကောင်းကြီးမောင်းယူလာခဲ့ဇရက်မှာစုံမယ်အာယုံတဲ့အလင်းအောင်တန်းရင်ငါပြန်လာခဲ့မယ်အခုတော့လစ်မောင်ဦးကတော့ဘာကိုမှဂီယူမဆိုင်ဟန်နဲ့မထန်ပြောလိုက်တယ်အေးဒါဆိုလဲငါတို့ပြန်ကြမယ်သတိဝိရိယနဲ့တော့နေပေါ့ကွာငါတို့စိတ်ချမယ်နော်သွားပြီတကယ်ကြီးပြောရင်နဲ့တလန်းချင်းထွက်ခွာသွားတဲ့ဖုံကြီးចောင်းသားတွေနဲ့သူ့တကယ်ချင်း၃ယောက်ကြောပြင်ကိုကြည့်ရင်အမျိုးမကြီးမသိဟာတာတစ်မျိုးကြီးခံစားလိုက်ရတယ်